ဒီ NRC restaurant ရေရောက်စားသောက်ဆိုင် mini game လေးကိုအခုထိမစော့တတ်သေးတဲ့သူတွေရှိရင်စော့ရအဆင်ပြေအောင်ဒီဗီဒီယိုလေးမှာအသေးစိတ်သိချပြောပြပေးပါမယ်ဒီထဲကအစားအစာ၄မျိုးလောက်ပဲအရင်ဝယ်ပြီးတော့ရောင်းချင်ရင်လည်းရောင်းလို့ရတယ်6မျိုးစလုံးဝယ်ပြီးရောင်းလိုက်ရင်လည်းရတယ်အဓိကလုပ်ပေးရမှာကသူပေးထားတဲ့အချိန်30စက္ကန့်နဲ့ဈေးရောက်တဲ့အခါမှာဘလို့မှအဆင်မပြေပါဘူးအဲ့ဒါကြောင့်ဒီ upgrade ability ကနေပြီးတော့အချိန်မှာ10မိနစ်ဖြစ်သွားအောင်အရင်တင်ပါမယ်အဲ့ဒါပြီးမှ food coin တွေထပ်စုပြီးတော့အချိန်ဆက်တိုးခြင်းလဲတိုးမတိုးခြင်းမှုဆိုရင်လည်း customer အရေးအတွက်နဲ့ customer စောင့်ပေးတဲ့အချိန်တိုးတာတို့ decoration ဆင်ပြီးတော့ဈေးပို့တင်ပြီးရောင်းလို့ရတာတို့ဒါမှမဟုတ်ချက်ပြုတ်တဲ့ကြာချိန်တွေ short ပေးတာတို့လုပ်လိုက်လို့ရပါတယ်ကျွန်တော်စောတဲ့ပုံစံနဲ့တပွဲအရင်စောပြပေးပါမယ်ပွဲစပြီဆိုတာနဲ့ customer ကဘာဝယ်ခြင်းလဲမသိရခင်မှာကိုယ့်ဘက်ကရောင်းလို့ရမယ်ထင်တာတွေကိုအရင်ဆုံးအမြန်ပြင်ဆင်ထားလိုက်ပါအခုလိုမျိုးဘာကအသားပြားတွေကိုကြိုပြီးกินထားတာတို့ဂျုံပြားပေါ်မှာကြက်သွန်တွေ hot dog တွေတင်ပြီးတော့ pizza မီးဖုတ်ထားတာတို့ကြက်ပေါင်နဲ့အာလူးကြော်စီပူတဲ့ထည့်ပြီးကြော်တာတို့ကိုလာနဲ့ရေခဲမုံကြိုပြီးထည့်ထားတာတို့အရင်လှုပ်ထားလိုက်ပါကြိုလှုပ်ထားမိလို့ရောင်းမကုန်ဘူးဆိုရင်လည်းအရင်လုံးဝမပြုတ်ပါဘူးဗျဒီလိုလုပ်ပြီးပြီဆိုမှ customer လိုချင်တဲ့အရာတွေကိုတယောက်ချင်းစီလိုက်ပြီးရောင်းပေးလိုက်ပါကုန်သွားတဲ့အရာတွေကိုလည်းကုန်တာနဲ့တန်းလှုပ်ထားမယ်ဆိုလို့ရှိရင်ရောင်းရတာတော်တော်မြန်ပြီးတော့အဆင်ပြေပါတယ်ဒီလိုဈေးရောင်းပြီးတော့ friendship coin တွေကိုစုထားပေးပါ coin 9000ပြည့်လို့ရှိရင်တော့ Cyclops ရဲ့ SpongeBob skin ကိုလဲလို့ရမှာဖြစ်ပါတယ် skin ကိုဘယ်လိုလဲရမလဲဆိုတာကတော့ကျွန်တော်အရင်ဗီဒီယိုလေးမှာပြောပြထားပါတယ် VVN တစ်ချိန်လေးသာကြော်ပြီးအဲ့ဒီ skin human ကိုသိကျင်နေဆိုရင်တော့အရင်ဗီဒီယိုလေးမှာတွားကြည့်လိုက်ပါအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်